အဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီရေးမဟာမိတ်အပြင်နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အထိပေါ့နော်အဲ့လိုမျိုးဒီဘူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ဟိုကိုညီဖိမှကြဖို့ပေါ့နော်သူတို့ဒီULAA ပေါ့နော်သူတို့ရဲ့သဘောထားတော့ရှင်းပါတယ်ကျွန်တော်တို့အစဉ်ပြေတိုးတက်ကြီးပွားလာတဲ့ခါကျရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုရှင်းနေလေခံစားအောင်ပေါ့နော်ရှင်းနေလေပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ချင်းနီတိုးတက်ကြီးပွားအစဉ်ပြေလာတဲ့ဆိုရင်လည်းရခိုင်ပြည်လည်းပဲ impact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးစက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန်ကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီစဉ်းစားကြတယ်ကျွန်တော်တို့တွေးဆုံဖြစ်ကြတာတော့တော်တော်ကြားတယ်တော်တော်ကြားတယ်ဆိုတာကဒီစတွေးဆုံဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲねစတွေးဆုံဆွေးနွေးကြတယ်သမင်းဝိုင်းအတူတူစားကြတယ်သမင်းဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်သမင်းဝိုင်းပြီးသွားတာလည်းပဲပြန်တွေးကြတယ်ပြီးတော့မှတဏီကုံပေါ့နော်မနေ့နေ့လယ်ညနေအများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေးလေးပဲဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတဲ့အကုန်လုံးဒီ state visit တခုလို့ပေါ့နော်အများကြီးတို့အလေးထားတယ်ကြိုဆိုတယ်သူတို့စိတ်ဝင်စားတယ်သူတို့ကူညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူပေါင်းလုပ်ဆောင်နိုင်တဲ့အပိုင်းတွေပေါ့နော်မင်းမြန်ကြတယ်ပြီးတော့မှတော်တော်လေးပေါ့နော်အဲ့ဘက်ဒီပွန်းနေတော်တော်လေးစိတ်ထဲကနေသူတို့လိုက်လိုက်လဲပေါ့နော်ဆိုတော့ပထမဆုံးကကျွန်တော်မေးချင်တာကဒီ Facebook တွေမှာလည်းတက်လာတယ်ပေါ့နော်ဒီချင်းကြီးနောင်ကခေါင်းဆောင်တွေနဲ့ပြီးရင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီမဟာမိတ်နော်ကျွန်တော်တို့ဒီအာရခတပ်တော်ရဲ့ကျွန်တော်တို့ခေါင်းဆောင်ကြီးနဲ့တွေ့ဆုံပွဲတွေတူရိုက်ထားတာပေါ့နော်ပုံတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုရောပုံလဲဒီထဲမှာပါတယ်ဆိုတော့အဲ့ဒီကကျွန်တော်တို့အတွေ့အကြုံလေးနဲ့ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်ကျွန်တော်တို့ဒီအခုချင်းနိုင်ငံရေးကျွန်တော်မြန်မာပြည်တော်လှန်ရေးမှာကျွန်တော်တို့ဒီဆက်ဆံရေးကဘယ်လောက်အရေးပါတယ်လဲဆိုတဲ့ဟာနဲ့ပြီးရင်ကျွန်တော်အနာဂတ်မှာပြည်သူတွေကိုချပြလို့ရတာပြောလို့ရတာလေးတွေရှိရင်အဲ့ဒါလေးကိုပြောပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်အချိန်ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်လို့နော်ကိုရောအဆင်ပြေသလိုကျေးဇူးပါဟုတ်ကဲ့ပါအဲ့ဒီပုံတက်လာတော့မီဒီယာတော်တော်များများမေးလာကြတယ်အဲ့ဒီဒီစင်တဲ့ပတ်သက်ပြီးမှ Chin Liberation Fund ပေါ့နော်အဲ့မှာအရင်ဆုံးဆွေးနွေးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်ကျွန်တော်ဘယ်မှာမှတော့တမဖြစ်ရသေးဘူးဒါပေမဲ့တဏီကိုကြီးချင်းပဲရှိတယ်ပြည်သူတွေလည်းစိတ်ဝင်စားတဲ့အဲ့လိုမျိုးပေါ့ရှိတဲ့အတွက်ကြောင့်လည်းနည်းနည်းတော့ဖြေပေးလို့ရတယ်လို့ပေါ့နော်ဖြေပေးပါမယ်ကျွန်တော်တို့ဒါကတော့ဒါအဖွဲ့အစည်းတွင်းမလို့ပါဖွဲ့စည်းတွင်းနေတိကျပါတယ်ကျွန်တော်တို့ဒီရခိုင်ပေါ့နော်ရခိုင်မြို့သားအဖွဲ့ချုပ်နဲ့ဒီချင်းကြီးနောင်တွေတွေ့ဆုံကြတယ်ဆိုတာတော့အကုန်လုံးသိကြပါတယ်အပြင်ပေါက်တဲ့တဲ့မဖြန့်ဖြစ်နေပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ်ကြားပါပြီပြီးခဲ့တဲ့လပါပြီးခဲ့တဲ့လပဲကျွန်တော်တို့တွေ့ကြတယ်ဆုံကြတယ်ဆွေးနွေးကြတယ်ပြီးရင်အဲ့လိုမျိုးပေါ့ဒီကတော့ဒေါ်လာရေးနဲ့ပတ်သက်လို့ပါဒေါ်လာရေးနဲ့ပတ်သက်လို့စစ်ရေးမှာဘယ်လိုရှိမလဲဘယ်လိုပူပေါင်းကြမလဲဘယ်လိုမျိုးပြန်လှန်ကူညီကြမလဲပေါ့ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့တော့ပူပေါင်းကြတာပေါ့အဲ့လိုမျိုးပါပြီးတော့မှလည်းပဲဒီချင်းနဲ့ရခိုင်နဲ့ကဒီနိုင်ငံရေးပဲပြောမလားပြီးခဲ့တဲ့ဒီစစ်ဆိုရစစ်ဆက်လက်ချက်မှာကဝေးကွာနေအောင်လုပ်တာပေါ့ဥပမာချင်းပြည်နယ်မှာစားရတဲ့ဆန်တွေတော်တော်များများဆိုရင်ပသိမ်ဆန်မြောက်မြဆန်တွေစားရတာဟုတ်ကျွန်တော်တို့ကတကယ်တမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သွားကြတော့မှာပဲရခိုင်တွေကနီးနီးလေးတော်တော်လေးနီးတယ်ဟိုအေယာဝရီယာနဲ့ဟိုမကွေးတိုင်းပဲခူးတိုင်းရ
ရန်ကုန်လိုရန်ကုန်တိုင်းတချို့တွေပါဖြတ်ပြီးမှလာမယ်စားပေါ့နော်ရခိုင်နဲ့တက်လာတဲ့ဟာဆိုရင်ကျွန်တော်တို့တက်ရိုက်စားသုံးလို့ရတယ်ပဲကျွန်တော်တို့ကဒီတစ်ခါတော့သူတို့နေရာတော်တော်များများရောက်ဖြစ်တယ်ပေါ့မြို့ကြီးတွေတော်တော်များများတွားဖြစ်တော့သူတို့ရဲ့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့တစ်ခါတော့ရောက်ဖူးပါတယ်အဲတုန်းကလည်းဟိုအဲတုန်းက2022 2023စောပိုင်းဆိုတော့2023စောပိုင်းဆိုတော့ဘာမှဘယ်လိုပြောမလဲဟိုလွတ်လွတ်လပ်လပ်မရှိသေးဘူးပေါ့နော်လွတ်လွတ်လပ်လပ်တောက်လပ်လို့မရသေးဘူးဒီတစ်ခေါက်ကျမှမြို့ကြီးတော်တော်များများလွတ်လွတ်လပ်လပ်တွားလာလို့ရတယ်ကျွန်တော်တို့မြို့ဒီ3 4 5မြို့လောက်ရောက်ဖြစ်တယ်ပေါ့လေအဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီရေးမဟာမိတ်အပြင်နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အထိပေါ့နော်အဲ့လိုမျိုးဒီဘူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့ဒီမျိုးချင်းအပြန်အလှန်ဟိုကိုညီဖိမှကြဖို့ပေါ့နော်သူတို့ဒီULAA ပေါ့နော်သူတို့ရဲ့သဘောထားတော့ရှင်းပါတယ်ကျွန်တော်တို့အစဉ်ပြေတိုးတက်ကြီးပေါ်လာတဲ့ခါကျရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုရှင်းနေလဲခံစားအောင်ပေါ့နော်ရှင်းနေလဲပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်ရှင်းနေတိုးတက်ကြီးပွားအစဉ်ပြေလာတဲ့ဆိုရင်ရခိုင်နေလဲပဲ impact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးစက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန်ဟိုကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီဟိုစဉ်းစားကြတယ်ကျွန်တော်တို့တွေ့ဆုံဖြစ်ကြတာတော့တော်တော်ကြားတယ်ဟိုတော်တော်ကြားတယ်ဆိုတာကဒီစတွေ့ဆုံဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲနဲ့စတွေ့ဆုံဆွေးနွေးကြတယ်သမင်းဝိုင်းအတူတူစားကြတယ်သမင်းဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်သမင်းဝိုင်းပြီးသွားတာလည်းပဲပြန်တွေ့ကြတယ်ပြီးတော့မှတဏီကုံပေါ့နော်မနေ့နေ့လည်ညနေအများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေးပဲဟိုဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတဲ့အကုန်လုံးဒီ state visit တခုလို့ပေါ့နော်အများကြီးသူတို့အလေးထားတယ်ဟိုကြိုးဆိုတယ်ဟိုသူတို့စိတ်ဝင်စားတယ်သူတို့ကူညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူပေါင်းလုပ်ဆောင်နိုင်တဲ့အပိုင်းတွေပေါ့နော်မြင်မြန်ကြတယ်ပြီးတော့မှဟိုတော်တော်လေးပေါ့နော်အဲ့ဘက်ဒီပွန်းနေဟိုတော်တော်လေးစိတ်ထဲကနေသူတို့စိုက်လိုက်လဲပေါ့နော်ဟိုလိုပြီးတော့မှကျွန်တော်တို့အနေနဲ့လဲဟိုတွားတဲ့အချိန်မှာသင်ခန်းစာယူစရာတွေပေါ့လေဒီကာလကျွန်တော်တို့အကုန်လုံးကဟိုမှာညီနောင်နေဆိုလဲညီနောင်တော့ကိုမြို့နယ်တို့မှာကိုလောက်ချာရှိတော့ဟိုအလုံးနဲ့လုံးလေချလေလိုက်ပြီးမှဟိုအတွေ့အမြင်တည်တည်မရဘူးလေနော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ live ခီးစင်မာတော့ကလည်းပဲဟိုကိုဖြတ်တန်းခဲ့တဲ့နယ်မြေတစ်လျှောက်ပေါ့နော်မကွေးတိုင်းစကိုင်းတိုင်းတရားမြို့နယ်တွေမှာဖြတ်တန်းနေလဲသင်ခန်းစာယူစရာတွေလိလာအားကြစရာအတူယူစရာတွေရှိတယ်ဒီ KIA ဖက်ရောက်သွားတော့လည်းပဲလိလာအတူယူစရာသင်ခန်းစာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကိုဒေတာကိုရဲ့ဒေါ်လာရေးထင်းထုတ်နေပြီပြင်ရောက်လာတော့ငါတို့ဘယ်လိုလုပ်ရမလဲဘာလို့လုပ်ရမလဲပေါ့နော်အခုခကြီးစင်မှာလည်းအဲ့လိုပဲဟိုသင်ခန်းစာယူစရာတွေအများကြီးရတယ်လိလာတင်ယူစရာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လဲဟိုဘယ်လိုပြောမလဲဒေါ်လာရေးရှေ့ဆက်တဲ့ခါမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့အတွက်အလုံးဝအကျိုးရှိဆုံးကသူတို့ရဲ့တကယ်ULA ပါတီကောင်းဆောင်ပိုင်းတွေပေါ့နော်ကောင်းဆောင်ကြီးကဲတွေနဲ့ကျွန်တော်တို့စုံစုံလင်းလင်းပဲအကြီးကဲတွေစုံစုံလင်းလင်းပဲသူတို့ဟိုအေးပိုင်းကော ULA ပိုင်းကောအကုန်လုံးကိုတော်တော်များများကိုဟိုသူတို့ပြီးခဲ့တဲ့50နှစ်အတွင်းမှာအလောက်တောင်စုံစုံလင်းလင်းမရှိဘူးတဲ့အစုံလင်းမှုမျိုးနဲ့ပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ်အဲ့ဒီမှာကျွန်တော်တို့အဓိကနောက်တင်ယူရတာတစ်ခုကဒေါ်လာရေးကိုသူတို့ဘယ်လိုအဆင့်ဆင့်ကြော်ဖြတ်လာတယ်ဘယ်လိုတိဆောက်လာတယ်ဘယ်လိုခက်ခဲတွေဖြစ်လာတယ်ဆိုတာကိုသူတို့ဆွေးနွေးခြင်းအဖြစ်အခုကိုရှင်းထိုးလိုက်ရတယ်ကျွန်တော်တို့ဟိုပြည်သူဒီကိုဘယ်လောက်စီယုံဆွေးနွေးချပြအောင်မယ်ဆွဲခေါ်အောင်မယ်ပြီးတော့မှပြည်သူယုံကြည်မှုကြောင့်ဘယ်လိုပြန်တည်ဆောက်အောင်မယ်တစ်ဆက်တည်းမှာလည်းအဖွဲ့အစည်းကိုဘယ်လိုဆက်တည်ဆောက်ရမယ်ပြီးတော့မှတက်ကိုဘယ်လိုဆက်တည်ဆောက်ရမယ်ဘယ်လိုချိတ်ဆက်ရမယ်ဆိုတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါနဲ့ဟိုနေလိုက်တဲ့အခါကျတော့ကျွန်တော်တို့မှာကဟိုအမျိုးသားညီမချက်ဒီနိုင်ငံညီမချက်တို့ရှိပါတယ်ဒါပေမဲ့ဒီအမျိုးသားညီမချက်နိုင်ငံချက်ဥပမာအရှင်းဆုံးပြောရင် self determination ပဲလေနော်ဒါ federal ပေါ့ self determination ပေါ့ဒါပေမဲ့ဒါကို strategy မဟာဗျူဟာကြဒီ organizational platform ကနေပေါ့နော်
ဒါ NGO platform လည်းမဟုတ်ဘူး social platform လည်းမဟုတ်ဘူးကျွန်တော်တို့က cases မှာတော်လှန်လုပ်တဲ့အခါမှာတပုံလုပ်တယ်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့တော်လှန်ရေးသမားကအုပ်ချုပ်သူအစိုးရဆိုတဲ့အာဏာပိုင်ဆိုတဲ့ mindset ကိုမထည့်နိုင်ဘူးတော်လှန်ရေးဆက်လုပ်မယ်တော်လှန်ရေးသမားပဲငါတော်လှန်ရေးသမားဆိုတဲ့အားလည်းပဲပြီးသွားတာပေါ့ပြီးတော့မှဒီလူမျိုးရေးပေါ့မျိုးနွယ်စုနဲ့ပဲပြီးသွားတာပေါ့နော်ဆိုတော့လည်းဒီauthority ပေါ့နော်ဒီ data ကိုစိုးမိုးအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်ချီးဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့ဒီဒေါ်လာကြီးသမားကိုကျော်လွန်တဲ့ဒီ government ဘွဲ့နဲ့မှာ authority type ပေါ့နော်ဒီစာဝတ်နေရေးလမ်းပန်းဆက်သွယ်ရေးပညာရေးကြမှာရတာငါတာဝန်ယူရမယ်ဒါဒေါ်လာတက်ခိုက်ရေးတစ်ခုတည်းကိုပဲကောင်းထည့်ထားဖို့တင်မယ်နော်ကျန်တဲ့ဟာတွေပါဒီ social aspect တွေပါအကုန်လုံးကိုဒီတာဝန်ယူရမယ်တာဝန်ခံရမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့ mindset တွေပေါ့နော်အဲ့ဒါတွေကအစထည့်နိုင်ဖို့ပေါ့နော်ကျွန်တော်တို့ဒီကျန်တဲ့တိုင်းသားတော်လှန်ရေးတွေမှာတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူစရာဆွေးနွေးစရာတွေပေါ့အများကြီးရှိခဲ့တယ်ဆိုတော့ဒီအဲ့လိုမျိုးပေါ့တို့ချင်တာကဒီစစ်ရေးတဲ့မဟုတ်ပဲနဲ့နိုင်ငံရေးမှာကျွန်တော်တို့ရဲ့ self determination ဖြစ်ချင်တဲ့ဟာကိုသူတို့အားပေးတယ်လေးစားတယ်တိမှတ်ပြုတယ်သူတို့လည်းတက်နေတဲ့ဘက်ကနေကူညီဖို့ပေါ့နော်ကူညီပါတယ်ကူညီဖို့ဆိုတာတဲ့တခုကျွန်တော်တို့လေ့လာသင်ယူရတာလည်းပဲစကားများများမပြောဖို့ပေါ့နော်အလုပ်များများလုပ်ဖို့ပြီးတော့မှဒီအခု Chin Liberation Fund ပြောမလဲမဟာမိတ်ရဲဘော်တွေပေါ့ရဲဘော်ရဲ့ဘက်ကြီးပေါ့နော်လုပ်နေတယ်လို့ပေါ့ consistent ဖြစ်ဖို့ပေါ့နော်ဒီကာလမှာကတော်ထိုင်းရဲ့အခက်အခဲလည်းအဲ့လိုပဲနှစ်ပေါင်း30 40စာလို့တဲ့အခါကျတော့ပြည်သူလူထုတော်၎င်းဒုက္ခရောက်တဲ့သူတော်၎င်းကနှစ်ပေါင်း30 40စာလောက်ထောက်ပံ့ဖို့အခက်အခဲရှိတယ်လေအဲ့လောက်ကို idea အရာကိုကောင်းထည့်ဖို့အခက်အခဲတဲ့ပိုင်းရှိတာပေါ့အဲ့ဒီမှာ step by step ဘယ်လိုရုန်းကန်ရတယ်ဘယ်လိုတည်ဆောက်ရတယ်ဘယ်လိုမျိုးစုစည်းရတယ်ပေါ့နော်ပြီးတော့မှနောက်တစ်ခုလေးစားကြကောင်းတာကကျွန်တော်တို့တွေ့ကြတဲ့အထက်မှာသူတို့တပ်ပိုင်းဆိုင်ရာရှိတယ်ပါတီပိုင်းဆိုင်ရာရှိတယ်ပေါ့နော်ပါတီပိုင်းဆိုင်ရာနည်းနည်းနောက်ကျတယ်ပြောမလားတပ်ပိုင်းဆိုင်ရာတွေကပင်ပန်းကြိုးစားစားနဲ့တက်သွေးချူပေါင်းများဆိုနဲ့တည်ဆောက်လာခဲ့ပြီပေါ့နော်အဲ့ဒီအချိန်မှာပါတီပိုင်းဆိုင်ရာမှာတတိပညာရှင်တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့တတိပညာရှင်တွေပါလာတာကိုလုံးဝလေးစားကြိုးဆိုအခါနဲ့ပြင်လုံးဝအယူအသေးပေးတယ်ဒါငါတို့ကတလောက်ပင်ပန်းလာတာငါတို့တည်ဆောက်လာတာငါတို့တွေကပဲတော်တော်လှုပ်လာတာမင်းတို့ကနောက်မှလာတာဆိုတော့မျိုးမဟုတ်ပဲနေပေါ့နော်သူတို့ရဲ့ rank နေရာအစ respect ပေးပုံကအစကွန်ပျူတာတောင်းခံနေရအစပေါ့နော်ပညာရှင်တွေပညာတတ်တဲ့လူဒီလူတွေကိုငါတို့လုံးဝငါတို့ရဲ့နောက်ပိုင်းကျလွတ်မြောက်လာဒီလူတွေကပဲတဖြည်းဖြည်းဥဆောင်မှာပညာနဲ့ဥဆောင်မှာစစ်သားလွတ်မြောက်အောင်လုပ်တဲ့ဘက်ကိုတာဝန်ယူရမယ်အတတ်ပညာရှင်ဘက်ကဖွံ့ဖြိုးတိုးတက်ကြီးပွားအောင်လုပ်တဲ့ဘက်ကိုတာဝန်ယူရမယ်ဆိုပြီးမှသူတို့လုံးဝဘယ်လိုပြောမလဲအော်ကြကောင်းလောက်ပေါ့နော်ကျွန်တော်တို့တော့မှအနေရခဲ့အောင်လုံးဝကိုသူတို့နှိမ့်ချပြီးမှ respect အပြည့်ထားတယ်နာခံမှုအပြည့်ဝရှိတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်တို့နိုင်ငံကောင်ချပဲပြောမလားပိုချုပ်မှုကြီးတွေကလောကကြီးမှာဘယ်သူမှဘယ်လိုပြောမလဲဖျားသိခင်တောင်မှစောက်ကြည့်စိတ်တဲ့လူတွေမဟုတ်ဘူးလေဖြစ်ချင်ရပြစ်လုံးဝဒီလိုမျိုးစစ်သက်ဆိုင်ရာကောင်းဆောင်ကြီးတွေအစလုံးဝနှိမ့်ချနဲ့protocol လိုက်နာတယ်professional တည်တယ်ပဲပြောပါတော့ပေါ့နော်ခံယူချက်ပေါ်တွေမတိန်လိုက်နာတဲ့အပိုင်းတွေပေါ့လေအများကြီးလေးစားကြကောင်းတဲ့အပိုင်းပေါ့ကျန်တဲ့ဟာတွေလည်းအများကြီးဆွေးနွေးဖြစ်ကြပါတယ်ဆိုတော့ပြောတယ်လို့ပေါ့ဒါက meeting လေးနဲ့ပြီးတော့တာမဟုတ်ဘူးmeeting တွေ့ကြတယ်အများကြီးပြန်လှန်စကားပြောပြီးမှနေ့လယ်စာလုံးဝခင်းကျွေးမွေးစားတော့ကြတယ်စားတော့နေလည်းအများကြီးစကားပြောဖြစ်ကြတယ်ပြီးတော့မှလည်းကျွန်တော်တို့စကားအများကြီးပြန်ပြောဖြစ်ကြတယ်ပေါ့ဆွေးနွေးကြတယ်ပေါ့လေအပြန်လှန်လက်ဆောင်တွေပေးရတာဆိုတော့တွေ့ရမှာပါတချို့နောက်ပိုင်းကျရင်လည်းပဲတချို့တော့တပ်ပုံတွေဆက်လက်ထုတ်ပြန်တာမျိုးရှိလာနိုင်ပါတယ်အဲ့ချင်းကျွန်တော်တစ်ဖွဲ့ချင်းစီကဘယ်လိုမျိုးလက်ဆောင်တွေပေးအပ်ကြတယ်ဘယ်လိုမျိုးအချင်းချင်းအတိအမှပြန်လှန်လေးစားတန်ဖိုးထားကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရပါလိမ့်မယ်